ဒီနေ့တော့ဘိုင်းလေးချင်လဲဆိုတော့ထိုင်းချက်ကပေါင်းလေးချက်ပါမယ်ထိုင်းတော့ညီမတော့ပေါ့စီပူလိုင်းလေးကိုတီးတောင်းလာလေးထည့်မယ်တောင်းလိုက်ရတယ်ကြိတ်လိုက်ရနော်ရုပ်တီးရဲ့จิตတုံဖြူနေထည့်ထားပါတယ်နည်းမုတ်လေးထည့်ရုပ်တီးလေးတွေကြောက်ကြောလိုက်မယ်နော်ပြီးလို့ဆိုရင်လည်းရတဲ့နေရတယ်จิตသားလေးတွေထည့်ပါမယ်ဒါจิตသားလေးတွေစီးပြီးတော့ထည့်ထားတာပေါ့နော်ယူရင်ဒါကိစ္စလေးထည့်ဖို့ကျန်တဲ့အတွက်ကိစ္စလေးထည့်မယ်နော်ပဲတီတုံပြီးတာလေးတွေထည့်မယ်ဒါလေးဆိုတော့နန်းလေးမှုရင်းတာစကြက်စရာလေးဖြစ်နေပေါ့နော်ဒါကတော့ကိုယ်တိုင်စိုက်လာတဲ့ကပောင်းပင်လေးတွေပေါ့နော်ဒီရွာကမှဆိုရင်တော့ကပောင်းမရှိတဲ့အတွက်ပြုစီလေးတွေပွေးပြီးတော့ကိုယ်တိုင်စိုက်ထားတာလေးပါကပောင်းလေးတွေကိုရေဆေးတန့်စင်ပြီးတော့ထည့်ပါမယ်လူဆိုတော့ရပါပြီစကြက်စရာကောင်းတဲ့ချက်ကပောင်းလေးရပါပြီ